ထိုင်းနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့စက်တမကြိမ်မြောက် BIMSTEC အစည်းအဝေးကိုတက်ရောက်ဖို့ရောက်ရှိနေတဲ့ BIMSTEC ဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံအကြီးအကဲတွေကို BIMSTEC အလှည့်ကျဥက္ကဋ္ဌထိုင်းနိုင်ငံဝန်ကြီးချုပ်ဟာအီဇန်လက်စီ Mrs. Paetongtarn Shinawatra ကတေခင်းဧည့်ခံနဲ့ကြိုဆိုဂုဏ်ပြုညစာစားပွဲကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ပါတယ်။ပထမဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကဝန်ကြီးချုပ်တွေကိုBIMSTEC အလှည့်ကျဥက္ကဋ္ဌထိုင်းနိုင်ငံဝန်ကြီးချုပ်ကကြိုဆိုနှုတ်ဆက်ပါတယ်။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာBIMSTEC အလှည့်ကျဥက္ကဋ္ဌထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံခေါင်းဆောင်တွေနဲ့တူကြိုဆိုဂုဏ်ပြုညစာကိုအတူတကွသုံးဆောင်ကြပါတယ်။အဲဒီကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားကိုBIMSTEC အဖွဲ့ဝင်နိုင်ငံအကြီးအကဲတွေဖြစ်ကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးပုဂ္ဂိုလ်ချုပ်ဘူဒန်နိုင်ငံဝန်ကြီးချုပ်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နီပေါနိုင်ငံဝန်ကြီးချုပ်သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်နဲ့BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကကိုယ်စားလှယ်အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။